smartphone တွေက camera စစ်တွေကိုဘယ်တော့မှမကြော်နိုင်ဘူးလို့လူတိုင်းပြောကြတယ်။ဒါပေမဲ့ကျွန်တော်အခု review လုပ်မဲ့ဒီ Xiaomi 17 Ultra ကတော့အဲ့ဒီစကားကိုရုပ်သိမ်းခိုင်းဖို့ရောက်လာတာပါ။ဒါဟာဖုန်းတစ်လုံးလားဒါမှမဟုတ်အိတ်သက်ထဲထည့်လို့ရတဲ့ professional camera တစ်လုံးလားအဖြစ်ကိုအခုပဲအတူတူရှာကြည့်အောင် W တက်ကပါအရင်က Ultra ဆိုရင်ကျွန်တော်တို့က spectacle ပဲကြည့်ခဲ့ကြတာ sensor ဘယ်နှုန်းကြီးလဲဘယ်နှစ zoom ဆွဲလို့ရလဲဒါပေမဲ့2026မှာတော့ဒါတွေကမလုံလောက်တော့ဘူးကျွန်တော်တို့တကယ်လိုအပ်နေတာကခန်းစားချက်ပါတဲ့ပုံရိပ်တွေပါ Xiaomi ကလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ Apple နဲ့ Samsung ရဲ့အရေးအောက်ကနေရုံးထောက်ဖို့ကြိုးစားခဲ့ပါတယ်ဒီဖုန်းကအဲ့ဒီကြိုးစားမှုရဲ့ရလဒ်ပဲငါတို့ကဖုန်းရောင်းတာမဟုတ်ဘူးငါတို့ကအမှုပညာကိုရောင်းတာဆိုတဲ့ Xiaomi ရဲ့စိန်ချောတန်းကိုဒီဖုန်းမှာခန်းစားရလိမ့်မယ်။ကန်လိုက်တာနဲ့ပထမဆုံးခန်းစားချက်ကတော်တော် smooth ဖြစ်တယ်။ထိုင်ခံတယ်။တည်ငြိမ်တယ်။တော်တော်လေးကိုမိုက်တယ်။ Xiaomi ကဒီတစ်ခါမှာတော့မျက်နှာပြင်ခုံးတွေကိုစွန့်လွတ်လိုက်ပြီး fully flat design ကိုပြောင်းလိုက်ပြီ။တကယ်ကိုရဲရင်နဲ့ဆုံးဖြတ်ချက်ပဲ။အဲ့ဒီချက်ပုံမိုက်တာကဒီ Leica Edition ရဲ့ zoom ဆွဲလို့ရတဲ့ ring လေးပါ။ဒါကိုလှည့်လိုက်တိုင်းထွက်လာတဲ့အတန်လေးကတမျိုးလေးမိုက်တယ်ဗျ။ smartphone တစ်လုံးထဲဇိမ်ခံပစ္စည်းတစ်ခုကိုကြိုက်ထားရတယ်လို့ပဲမျက်နှာပြင်အကြောင်းကိုပြောရရင်နံပါတ်တွေတော့ရွတ်ပြမနေတော့ဘူးနေဘူးထဲမှာထွက်ကြည့်လိုက်ပါပုံရိပ်တွေကစာရွက်ပေါ်မှာရိုက်နှိပ်ထားတယ်လို့ပြသနေတော့မယ်ညာဘက် Netflix ကြည့်မလားအနက်ရောင်တွေကတကယ့်ကိုနှက်မောင်နေပြီအရောင်တွေကလည်းမျက်စိထဲမှာတဘာဝကြကြနဲ့ကြည်ကြည်လင်လင်လုံးနေဗျသူ့မှာသုံးထားတဲ့ SoC က Snapdragon 8 Elite Gen 5ဆိုတာဒီဖုန်းမှာသုံးမရဘူးဆိုတဲ့အရာမရှိဘူး 4K ဗီဒီယိုတွေကိုဖုန်းပေါ်မှာလည်း edit လုပ်မလား Genshin Impact တို့ PUBG တို့ကိုအမြင့်ဆုံး setting နဲ့ဆော့မလားဖုန်းမှာပူမလာဘူးလားလို့မင်းရင်နွဲရုံပဲရှိပါတယ် Xiaomi ရဲ့ cooling စနစ်ကဒီတစ်ခါတော့တကယ်အလုပ်လုပ်တယ်လို့ပြောရမှာပါကဲအကြီးကအပိုင်းကြောက်ပြီဒီနေ့ Xiaomi 17 Ultra မှာကင်မရာ3လုံးပဲပါတော့တယ်ဆိုတော့နေရတော့လားလို့မေးကြရှိပါတယ်တကယ်တော့အရေးအတွက်ထက်အရေးအသွေးကိုပဲဦးစားပေးလိုက်တာပါပထမဆုံး main camera က50 megapixel ရှိတဲ့ 1-inch sensor အကြီးကြီးပါဒီတစ်ခါမှာ Omni Vision ရဲ့ sensor အသစ်ကိုသုံးထားပြီး f1.6 aperture ရှိလို့အလင်းကိုအများကြီးပုံဖမ်းနိုင်လာတယ်။များပါရိုက်မလားအလင်းရောင်အကုန်လုံးကိုအသေးစိတ်ဖမ်းယူပေးပါပါ။ဒုတိယ ultra wide ကတော့50 megapixel ပါ။အကြည့်ကြီးရိုက်ချင်တဲ့အခါဒါမှမဟုတ်အနီးကပ် macro ရိုက်ချင်တဲ့အခါသူကတာဝန်ယူပေးပါပါ။ပြီးတော့အမိုက်ဆုံးဖြစ်တဲ့ telephoto ဒါက200 megapixel Samsung sensor ပါ 3.2x ကနေ 4.3x အထိအစစ်အမှန် zoom ဆွဲလို့ရတယ်။ရလကဘယ်လိုလဲဆိုတော့ပုံကြီးတွေကဖုန်းနဲ့ရိုက်ထားတယ်လို့ digital sam နေတော့ကို Leica ရဲ့အယောင်တွေကတက်ပုံထဲမှာအသက်သွင်းပေးလိုက်တယ်လို့ပဲရှေ့ကင်မရာ selfie ဘိုင်းမှာလည်း Xiaomi ကအစစ်နဲ့တင်ထားပါတယ်50 megapixel wide angle lens ကိုအသုံးပြုထားလို့တယောက်သေးရိုက်လူအများကြီးနဲ့ရိုက်အဆင်ပြေတယ်6800 mAh battery ပါတော့ဒီနေ့ကုန်တက်ပုံရိုက်တယ် James ဆော့တယ်ညဘက်အိမ်ပြန်ရောက်တော့ 25% ကျန်သေးတယ်ဘာသွင်းဖို့မေ့ပါလားစိတ်မပူနဲ့အားသွင်းစနစ်မှာ wireless 50 watt လဲပါတယ်လို့90 watt နဲ့အားသွင်းနေ0ကနေ 50% ကို25 minute ပဲကြာမယ်မနေ့စာစားနေတော့ခဏလေးအားသွင်းလိုက်ရုံနဲ့တနေ့စာအားအပြည့်ပြန်ရပြီ battery အသက်စိုးရင်စိတ်ဆိုတာဒီဖုန်းမှာမရှိတော့ဘူး software ဘိုင်းမှာတော့ HyperOS 3.0 က Apple ထက်တောင်ပိုချောမွေ့နေသလားလို့ထင်ရတယ် stable အလုံးဖြစ်ပေမဲ့သူ့ရဲ့ AI ကတင့်ကိုအနောက်ရှက်မပေးဘူးတင်လိုအပ်နေတာကိုနောက်ွယ်ကနေကူညီပေးရရုံပဲဥပမာပုံထဲကမလိုချင်တဲ့အရာတွေကိုဖြတ်မလားဗီဒီယိုကိုတစ်ဖက်ကနေတစ်ဖက်ဘာသာပြန်မလားအကုန်လုံးကတကယ်ကိုအသုံးဝင်တဲ့ feature တွေကြီးမယ်အားနဲ့စက်တီပြောရရင်တော့တော်တော်အပိရှာပြီးပြောမှရမယ်ထင်ပါတယ်တချို့ပုံတွေတွေကရန်ပရန်ကမှာပုံကိုအရန်ကြည့်အောင် AI ကလှုပ်ပေးလို့တဘာဝနဲ့အနှမ်းငယ်တွေးဖယ်သွားတာမျိုးတော့ရှိတတ်တယ်ပြီးတော့အလေးချိန်အရင် model တဲ့ပေါ့သွားတာမျိုးမရှိပဲအရင်လိုပဲလက်ထဲမှာအတော်လေးလိမ့်နေလို့မှာပဲဒီတော့ဒီဖုန်းကဘသူတွေတွက်လဲတင်ကဓာတ်ပုံရတာယူတွက်တယ်နောက်ဆုံးပေါ်နီးပညာကိုမှကိုင်းကျင်တယ်ပတ်စံကိုလည်း view မဆိုင်ဘူးဆိုရင်ဘာဝေးလိုက်ပါမမားဘူးလုံးဝမိုက်တယ်အဲ့လိုမဟုတ်ပဲတင်ကဖုန်းကို Facebook ကြည့်ဖို့ TikTok ဆော့ဖို့လောက်ပဲသုံးတာဆိုရင်တော့ဒီဖုန်းကတင်တဲ့ပတ်စံဖြုံးလောက်ပဲဖြစ်လိမ့်မယ် Xiaomi 17 ရိုးရိုးပဲဝေးလိုက်ပါဒီ Ultra ကလူတိုင်းတော့မဟုတ်ဘူးအကောင်းဆုံးပေါ်မှာလိုချင်တဲ့သူတွေတော့ပဲတကယ်က Xiaomi 17 Ultra ဟာကြိုင်ဘက်တွေကိုစိန်ခေါ်လိုက်တာမဟုတ်ဘူးသူကသူ့ရဲ့ level တစ်ခုကိုအစစ်ညှိလိုက်တာပါ smartphone တစ်လုံးကဘာတွေလုပ်နိုင်တယ်လဲဆိုတာကိုကောင်းကောင်းပြလိုက်တာပဲကဘာကြီးကိုကြည့်တဲ့တည့်ရဲ့အမြင်တွေဒီဖုန်းကြောင့်ပြောင်းလဲသွားလိမ့်မယ်ကျွန်တော်ကတော့ဒါကိုဖုန်းတစ်ခုထက်ပေါ်တဲ့အမြင်နဲ့မြင်လိုက်ရတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်